သူကအဝင်ဝါကကြောက်ချင်သေးရုပ်ကိုပဲကိုင်မိခဲ့တာပါထီလက်မှတ်တစ်စောင်မတော်တဆကောက်ရလိမ့်မယ်လို့ဘသူကထင်ပါလဲစုငွေထုတ်ဖို့ထီဆိုင်ကိုယူသွားတဲ့အချိန်မှာတော့သူပို့ပြီးတော့တောင်အံ့ဩသွားရပါတယ်အဲ့ဒါကတန်း80တောင်ပေါက်နေတာလေဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်မှာပဲအမေကမိသားစုပိုင်အိမ်ချမ်းမြေ၄ခုလုံးကိုအကိုစီလွှဲပေးချင်နေခဲ့တယ်ကျွန်တော်အိတ်ကက်ထဲမှာတန်း80ရှိနေပေမဲ့ရုတ်တရက်အဲ့ဒါကိုထုတ်မပြချင်တော့ဘူးမျှဝေမတုံးဆွဲချင်လို့မဟုတ်ပါဘူးကျွန်တော်မှဘာမှမရှိတော့ရင်ဒီမိသားစုကကျွန်တော်အပေါ်ဘလို့ဆက်ဆံမလဲဆိုတာကိုပဲကြည့်ချင်ခဲ့တာအဖြေကတော့အဲခန်းစားပွဲပေါ်မှာအစင်သိရှိနေခဲ့ပါပြီအိမ်ချမ်းမြေပိုင်ဆိုင်မှုစာချုပ်လေးဆောင်တစ်စောင်မှကျွန်တော်နာမည်မပါဘူးကောင်းပြီလေအမေကသူကြားလိုက်ရတာကိုမယုံနိုင်တယ်လို့မျိုးခိတ္တမြမြင်တက်သွားတယ်နင်ဘာပြောလိုက်တယ်ကောင်းပြီလို့ကျွန်တော်ပြောတာအိမ်လေးလုံးလုံးကိုအကိုကိုပဲပေးလိုက်ပါမရီးရဲ့မျက်လုံးတွေကအယောင်တောက်သွားပြီးနှက်ခမ်းတောင်းကအပြုံးကိုဖုံးကွယ်လို့မရတော့ဘူးအကိုကတော့တက်ပြင်းတစ်ချက်အသာချရင်းဆိုဖာပေါ်မိချလိုက်တယ်ကျွန်တော်ကတော့ကလတ်ထိုင်နောက်မိပေါ်ကဂျာကင်အင်ဂျီကိုကောက်ယူပြီးဝတ်လိုက်တယ်ဒါပေမဲ့ကျွန်တော်မှအခြေအနေတရက်တော့ရှိတယ်သူတို့အားလုံးရဲ့မျက်လုံးတွေကကျွန်တော်စီကိုတပြိုင်နက်တည်းရောက်လာကြတယ်စိုးရင်တကြီးနဲ့ပေါ့ကျွန်တော်စကားပြန်လဲရုပ်သိမ်းသွားမှာကိုကြောက်နေကြတာအခုကစပြီးအမေတို့ရဲ့အိုးစားတာအလုပ်ကျွေးပြုစုမှုအားလုံးကိုအကိုကပဲအပြည့်အဝတာဝန်ယူရမယ်စားတော့တာနေ့စဉ်ပြုစုတာစေကမ်းပြတာစေယုံတက်တာအားလုံးအကိုတာဝန်ပဲကျွန်တော်နောက်ထပ်ပါဝင်ပတ်သက်မှာမဟုတ်တော့ဘူးအဲခန်းတစ်ခုလုံးပြန်လဲတိတ်ဆိတ်သွားပြန်တယ်ဒါပေမဲ့ဒီတစ်ခါတိတ်ဆိတ်မှုကတော့ခံစားချက်ချင်းမတူတော့ဘူးအမေကပါဇက်ကိုဟာလိုက်ပြန်ပိတ်လိုက်ပြီးမှပြန်ဟလာပြန်တယ်နောက်ဆုံးတော့အမေရဲချလိုက်တယ်ပျော်လို့ရတဲ့အပြုံးမျိုးမဟုတ်ဘူးဒါကဘာပြလုံးလဲလို့မေးနေတဲ့ရေမောချင်းမျိုးနင်ကဒီမိသားစုမပါရင်တစ်လမှ9000ပဲရတာနင်ဘာနဲ့စားတော့ရှင်တန်ပါလဲလေကိုပဲစားနေမှာလားကျွန်တော်နောက်လည်းမကြည့်ခဲ့ဘူးတကားဝစီလျှောက်သွားပြီးစောင့်ကြောင်ထိုင်ကဖက်နဲ့လဲစီးလိုက်တယ်အကိုရဲ့လှောင်ရည်တန်တဲ့အတူမကြီးရဲ့အတန်ကနောက်ကနေလွင့်ပြန်လာခဲ့တယ်သွားလေသွားပေါ့အခုတော့အတောင်ပန်းစုံနေပြီဆိုတော့ပြန်တန်းလိုက်ပေါ့အပြင်မှာအစင်မပြေလို့ဒုက္ခရောက်တဲ့ခါကျရင်တော့ငိုယိုပြီးပြန်မလာခဲ့နဲ့အောင်ဖက်နဲ့ကျိုးကိုချီပြီးတကားပိတ်လိုက်တဲ့အချိန်မှာပဲအမေကအကိုကိုပြောလိုက်တဲ့စကားတန်ကိုကြားလိုက်ရသေးတယ်သူ့ဘာသာသူထားလိုက်စမ်းမှသူဘယ်နဲ့ရက်ခံနိုင်မလဲဆိုတာအဆောင်ကြည့်ကြတာပေါ့ကျွန်တော်အင်ဂျီအိတ်ကက်ထဲကိုလက်နိုင်ပြီးထီလက်မှတ်လေးကိုစမ်းကြည့်လိုက်တဲ့ထောင်စုံလေးတစ်ခုကအနှဲငယ်တွတ်လိုက်နေပြီးကျွန်တော်ရဲ့ခန္ဓာကိုယ်အပူရှိန်နဲ့နှွေးထွေးနေတဲ့တန်80ပေါ်မှောင်မိုက်နေတဲ့လှေကားတစ်တွေတိုင်းအောက်ကိုဆင်းလာခဲ့တဲ့28နှစ်ကြာပြီးတဲ့နောက်မှာတော့ထွက်ခွာရမယ့်အချိန်ရောက်ပြီလေဘဝတည်းရဲ့အစပြုခြင်းနောက်တနေ့မနက်စောစောမှာပဲခွင့်တဝက်ယူပြီးစုငွေထုတ်ဖို့ပြည်내ထီစင်တာကိုသွားခဲ့တဲ့လုပ်ငန်းစဉ်တွေကကျွန်တော်ထင်ထားတာထက်ပိုရှုပ်ထွေးပေမဲ့စိတ်ကူးရင်ထားတာထက်တော့ပိုရိုးရှင်းပါတယ်ရှုပ်ထွေးတာကစာရွက်စာတမ်းကိစ္စတွေဖြစ်ပြီးရိုးရှင်းတာကတော့ရလက်ပါပဲအခုနှုတ်ပြီးနောက်တန်း56တန်းကျန်ပါတယ်ထီခမ်းမထဲမှာရရင်မိုဘိုင်းဘဏ်လုပ်ငန်း app mobile banking app ထဲကငွေလက်ကျန်ကိုစိုက်ကြည့်နေမိတယ်10စက္ကန့်လောက်ကြာအောင်ပေါ်ကဏ္ဍလုံးတွေကအရန်ရှည်လွန်းလို့ထက်ခါပြန်ရေတွက်နေမိတယ်56တန်းရွမ်ဩဂုတ်လရဲ့နေအောင်ကြီးကတတရလမ်းပေါ်ကိုပေါအိုးကြီးတစ်ခုလိုပြင်းပြင်းထန်ထန်ကြားရောက်နေတယ်လမ်းဘေးမှာရက်နေရင်အမြဲတမ်းသွားနေကြလမ်းကြောင်းတွေမရှိတော့တဲ့နောက်ရုတ်တရက်ဘဲသွားရမှန်းမသိဖြစ်သွားရတယ်ကုမ္ပဏီအငှားအခန်းတခါတလေမှပဲအိမ်ပြန်ပြီးအမေရဲ့ပွားစီပြောတဲ့တွေကိုနားထောင်ရတတ်တယ်နေ့အကိုကိုကြည့်ဦးနေကဘာလို့သူ့စီကအတူမယူနိုင်ရတာလဲဒါပေမဲ့အခုတော့ကျွန်တော်အကောင့်ထဲမှာ56တန်းအစင်သစ်ရှိနေပြီဒါကိုဘယ်သူမှမသိကြဘူးတယောက်မှမသိဘူးကျွန်တော်အိမ်တလုံးဝယ်လိုက်တယ်မြို့လေခေါင်ကအကောင်းဆုံးနဲ့အဈေးကြီးဆုံးကိုဝယ်တာမဟုတ်ပဲမြို့အနောက်ဘက်ကအိမ်ယာဝင်းအသစ်တစ်ခုကိုရွေးချယ်ခဲ့တာပါအိမ်ခန်း3ခန်းဧခန်း2ခန်းနဲ့တောင်ဘက်မျက်နှာလက်ဝရန်တာတစ်ခုပါဝင်ပြီးအကျယ်ဝန်းက138စတုရန်မီတာရှိတယ်စုစုပေါင်းတန်ဖိုးက3.8တန်းကျွန်တော်စာချုပ်လက်မှတ်ထိုးပြီးငွေအပြည့်ဝချေလိုက်တဲ့အချိန်မှာအယောင်းဝန်ထမ်းကောင်မလေးရဲ့လက်တွေတုံရင်နေခဲ့တယ်3.8တန်းဆိုတာကြီးမားတဲ့ပမာဏမို့လို့မဟုတ်ပဲကျွန်တော်ပုံစံကငွေပြေးဝချေနိုင်မဲ့သူနဲ့လုံးဝမတူလို့ပါရှော်လွန်းလို့အမွေးမြင်တွေထနေတဲ့မိကိုရောင်တီရှပ်အင်ဂျီရဲ့ဘောင်းဒီအောက်နားမှာပေးကျန်နေတဲ့ရွှွန်းစွန်းတွေရဲ့ကျွန်တော်ကတ်ကိုမချစ်ခင်ထီတော့သူမကကျွန်တော်ကိုတထေးခိုင်းလို့လာလုပ်ပေးတဲ့အောက်ခြေဝန်ထမ်းတယောက်လိုပဲထင်နေခဲ့ပုံရတဲ့ဖပြေစာကိုသူမတစ်ချက်ကြည့်ပြီးမျက်နှာအမူအရာခိတ္တမြင်တက်သွားတယ်ဒါပေမဲ့သူမဘာတစ်ခုမှမမေးခဲ့ဘူး professional ဆန်လာပါတယ်မိကုန်းတွေအမြအားကြီးမမေးတဲ့လူတွေကိုကျွန်တော်သဘောကျတယ်ကျမ်းပြင်ကနေမျက်နှာကျက်အထိအပြည့်တက်ဆင်ထားတဲ့မှန်ပြတင်းပေါက်တွေကနေတဆင်နေအောင်ကြီးတွေဖြာကျလာပြီးကျမ်းပြင်တစ်ခုလုံးလင်းထိန်သွားစေတဲ့ပရိဘောကတစ်ခုမှမရှိသေးဘူးတန်ရှင်းတဲ့လွတ်လပ်တဲ့ပြီးတော့ကိုထွက်သက်ဝင်တက်တန်ကိုပြန်ကြားရလောက်အောင်ကိုတိတ်ဆိတ်လာတယ်ဒီနေ့မွန်းလွဲပိုင်းကျရင်